ယောင်တဲမချဲအယောင်ဝဲလဲတော့နဲ့တောင်ဆွဲလေယာတလင်းရှုခင်းတွေကသက်ဆိုင်ရာပုဂ္ဂိုလ်များစိုက်ပျိုးရေးဒီပလိုမာအမြင့်ကြောင်းသဘောတူပါ၏လို့သဘောတူပါ၏အဆိုပြုချက်တိုင်းသက်ဆိုင်ရာပုဂ္ဂိုလ်များစိုက်ပျိုးရေးဒီပလိုမာအမြင့်ကြောင်းပြဋ္ဌာန်းသည်ကျောင်းကြီးရှင်ကျောင်းကြီးစိုက်ပျိုးရေးဒီပလိုမာအမြင့်ဝဲမိန်ကိုစက်တင်ပုံနှင့်ဤသိပ္ပံဤမှတ်တမ်းဌာန၌ထိန်းသိမ်းထားရန်ပညာရေးအဖွဲ့ကဆုံးဖြတ်ထားပြီးဖြစ်ကြောင်းဌာနပိုင်းမှုစီမံအားစိုက်ပျိုးရေးဒီပလိုမာအမြင့်ဝဲသဘင်ပြည်သက်တို့ကြေညာစီရန်အဆိုပြုပါသည်သဘောတူပါ၏လို့သဘောတူပါသည်အဆိုပြုချက်ကိုလက်ခံတည်ပြုသည်
ကောင်းစွာအောင်မြင်ပေါင်းမြောက်ခဲ့ပြီးဟုပညာရေးအဖွဲ့ကကြီးညာခြင်းခံရသူများအတွက်ဤစိုက်ပျိုးရေးဒီပလိုမာအနှင်းသဘင်ကိုကျင်းပသည်ဤသိပ္ပံပညာရေးအဖွဲ့ကစိုက်ပျိုးရေးဒီပလိုမာကိုကောင်းစွာအောင်မြင်ပေါင်းမြောက်ခဲ့ပြီးဟုကြီးညာခြင်းခံရသူများအတတ်ရကြသည်ပညာရေးအဖွဲ့ကထောက်ခံချက်ပေးပြီးဖြစ်သောစိုက်ပျိုးရေးဒီပလိုမာကိုတင်တို့အားအနှင်းလိုက်သောအခါနေ့စဉ်နေ့တိုင်းနေထိုင်ပြောဆိုမှု၌ဤသိပ္ပံကျောင်းထွက်များနှင့်တည့်လျော်ထိုက်တန်စွာနေထိုင်ပြောဆိုပါမည်ဟုရိုးသားဖြောင့်မတ်စွာဂရုပြုကြမည်လောဒီပြုပါ၏ကိုယ်ချင်းတရားကောင်းမွန်မှုနှင့်ပညာရှာမိမှုတို့ကိုအခွင့်အရေးအစွမ်းတတ္တိရှိသည်များထိမ့်သိမ်းဆောင်ရွက်ပါမည်ဟုဂရုပြုကြမည်လောဒီပြုပါ၏ပြည်တော်စုသမ္မတမြန်မာနိုင်ငံလူပေါင်းတည်ဆောက်ရေးပြည်သူလူထုတရားလုံးငြိမ်းချမ်းသာယာဝပြောရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုအစွမ်းတတ္တိရှိသည်များထိမ့်သိမ်းစောင့်ရှောက်ဆောင်ရွက်ပါမည်ဟုဂရုပြုကြမည်လောဒီပြုပါ၏စိုက်ပျိုးရေးဒီပလိုမာအတွက်ကောင်းစွာအောင်မြင်ပေါင်းမြောက်ခဲ့ပြီးဟုပညာရေးအဖွဲ့ကကြီးညာခြင်းခံရသူများအားကျွန်ုပ်ကစိုက်ပျိုးရေးဒီပလိုမာကိုအနှင်းပါပြီ။ဒီရှင်စိုက်ပျိုးရေးဒီပလိုမာအတွက်ကောင်းစွာအောင်မြင်ပေါင်းမြောက်ခဲ့ပြီးဟုပညာရေးအဖွဲ့ကကြီးညာပြီးဖြစ်သူများကိုကျောင်းကြီးထံပေါက်သို့ပို့ဆောင်ပါပြီ။သုံးဟမလာ25မဆုမိုးကြီး9ဘာသာကုန်သူရေစင်းစိုက်ပျိုးတက္ကသိုလ်ဝင်ကင်းဆောင်ဝဲဖြည့်ဆိုရန်အရေးချင်းပြင်းမိသည်40မတ်မူမူအောင်9ဘာသာကုန်သူရေစင်းစိုက်ပျိုးရေးတက္ကသိုလ်ဝင်ခွင့်ဆောင်ဝဲဖြည့်ဆိုရန်အရေးချင်းပြင်းမိသည်မတ်ချိုစင်တန်း9ဘာသာကုန်သူနောက်အဖြစ်များစိုက်ပျိုးရေးဒီပလိုမာအတွက်ကောင်းစွာအောင်မြင်ပေါင်းမြောက်ခဲ့ပြီးဟုပညာရေးအဖွဲ့ကကြီးညာပြီးဖြစ်သူများကိုကျောင်းကြီးထံမှသို့ဆက်လက်ပို့ဆောင်ပါမည်။သုံးဟမလာ56မရင်မဲကျဲစဉ်၄ဘာသာကုန်သူရေစင်းစိုက်ပျိုးရေးတက္ကသိုလ်ဝင်ခွင့်ဆောင်ဝဲဖြည့်ဆိုရန်အရေးချင်းပြည့်မိသည်သုံးဟမလာ9မခါဆန်းချီ9ဘာသာကုန်သူတ
သုံးဟမလာ33မတီတီဝင်း9ပါးလာကုန်လူထောက်တယ်မရှိဘူးထောက်တယ်မနေ့ကညာကိုတွေ့တော့မှာလေပြီးဆိုင်တယ်မှာတော့ညဝင်ကြည့်တယ်သုံးဟမလာ48မမိုးခွင့်ဖြူ4ပါးလာကုန်လူလက်မလဲသုံးဟမလာ46မမေဖြိုးဝေ9ပါးလာကုန်လူဝင်နေတော့နောက်ပြီးတော့သုံးဟမလာ49မမိုးမိုးကြီး9ပါးလာကုန်လူသုံးဟမလာ28မောင်ဆန်းဝင်းမောင်4ပါးလာကုန်လူသုံးဟမလာ91မတ်လလာမြင့်4ပါးလာကုန်လူသုံးဟမလာ84မတ်တက်တက်ဦး9ပါးလာကုန်လူသုံးဟမလာ41မနှင်းနန္ဒာဖြူ9ပါးလာကုန်လူရောင်ကြီးခင်ဗျာစိုက်ပျိုးရေးဒုလူမာအတွက်ကောင်းဆောင်အောင်မြင်ပေါင်းမြောက်ခဲ့ပြီဟုပညာရေးအဖွဲ့ကကြေညာပြီးဖြစ်သူများကိုကျောင်းအုပ်ကြီးထံမှသို့ဆက်လက်ပို့ဆောင်ပေးပါမည်မတနာဝင်းသုံးဟမလာ26 4ပါးလာကုန်လူမချောချောကြီးသုံးဟမလာ18 5ပါးလာကုန်လူမောင်တန့်စေတီသုံးဟမလာ66 4ပါးလာကုန်လူ
မင်းသုံးဟာမလာ89လေးပါးသာကုန်သူမချံဖိုင်တေသုံးဟာမလာ21လေးပါးသာကုန်သူမကြတိချောသုံးဟာမလာလေးပါးသာကုန်သူမဖိုင်ပိုင်တေသုံးဟာမလာ42 3ပါးသာကုန်သူမငယ်ထွေသုံးဟာမလာ23 3ပါးသာကုန်သူမတ္တထာဇံသုံးဟာမလာ82 3ပါးသာကုန်သူမလေလီဇံသုံးဟာမလာ64 4ပါးသာကုန်သူမအေးမောသုံးဟာမလာ82 4ပါးသာကုန်သူကျောင်းဦးကြီးရှင်စိုက်ပျိုးရေးဒီပလိုမာအတွက်ခေါင်းစာအောင်မြင်ပေါင်းမြောက်ခဲ့ပြီဟုပညာရေးအဖွဲ့ကကြေညာပြီးဖြစ်သူများကိုကျောင်းအုပ်ကြီးထံမှသို့ဆက်လက်ပို့ဆောင်ပါမည်သုံးဟာမလာ84မဲ့အောင်မေဆို4ပါးသာကုန်သူသုံးဟာမလာ54မောင်မျိုးလင်းအောင်4ပါးသာကုန်သူသုံးဟာမလာ15မတ်ချုံရင်းဝေ4ပါးသာကုန်သူသုံ
သုံးဟာမလ85မတ်တေဇာမင်းထုတ်သုံးပါတာဂုံတူသုံးဟာမလ35မောင်ထွေးလွင်ဦးသုံးပါတာဂုံတူသုံးဟာမလ86မောင်အောင်မင်းမင်းထက်သုံးပါတာဂုံတူသုံးဟာမလ89မောင်အောင်ဒီဟာဆိုသုံးပါတာဂုံတူသုံးဟာမလ24မဆုညက်ကျော်လင်းသုံးပါတာဂုံတူသုံးဟာမလ68မောင်သွေးပေါ်နှစ်ပါတာဂုံတူသုံးဟာမလ83မတ်အင်ဂျင်ပိုင်းနှစ်ပါတာဂုံတူစိုက်ပျိုးရေးဒီပလိုမာအတွက်ကောင်းစွာအောင်မြင်ပေါင်းမြောက်ခဲ့ပြီဟုကြေညာပြီးဖြစ်တော်သင်တို့ဟာစိုက်ပျိုးရေးဒီပလိုမာကိုစိုက်ပျိုးရေးနဲ့ဝိပ္ပယသိပ္ပံကျောင်းကြီးတွေဖြင့်ကျွန်ုပ်အားအနှင်းသောအခွင့်အာဏာအရကျွန်ုပ်ကပေးအပ်သည်သင်တို့ဟာစိုက်ပျိုးရေးဒီပလိုမာပေးအပ်ပြီးဖြစ်၍သင်တို့၏စိုက်ပျိုးရေးဒီပလိုမာနှင့်လျော်ညီသောအမှတ်လက္ခဏာဖြစ်သည့်ဝိယုံများကိုလည်းဝတ်ဆင်ဝေပြုသည် ကြောင်းကြည့်ခင်ဗျာစိုက်ပျိုးရေးဒီပလိုမာအတွက်ကောင်းစွာအောင်မြင်ပေါင်းမြောက်ခဲ့ပြီဟုကြေညာပြီးဖြစ်တော့အဝေးရောက်စိုက်ပျိုးရေးဒီပလိုမာယူသူပုဂ္ဂိုလ်များအားစိုက်ပျိုးရေးဒီပလိုမာအနှင်းပါရန်ပန်ရအပ်ပါသည် ဤသိပ္ပံစိုက်ပျိုးရေးဒီပလိုမာအတွက်ကောင်းစွာအောင်မြင်ပေါင်းမြောက်ခဲ့ပြီဟုကြေညာပြီးဖြစ်သူအဝေးရောက်ယူကြီးပုဂ္ဂိုလ်များစိုက်ပျိုးရေးဒီပလိုမာကိုစိုက်ပျိုးရေးနှင့်ဝိပ္ပယသိပ္ပံကျောင်းကြီးတွေဖြင့်ကျွန်ုပ်အားအနှင်းထားသောခွင့်အာဏာအရကျွန်ုပ်ကပေးအပ်သည်ထိုစိုက်ပျိုးရေးဒီပလိုမာနှင့်လျော်ညီသောအမှတ်လက္ခဏာဖြစ်သည့်ဝိယုံများကိုလည်းဝတ်ဆင်ဝေပြုသည် ညွှန်ကြားရေးဦးချုပ်ရဲ့စိုက်ပျိုးညွှန်ကြားရေးဦးချုပ်စိုက်ပျိုးရေးဦးစီးဌာနရဲ့29ရက်10လ2023ရက်စွဲပါစာအရမိတ်စာအရစိုက်ပျိုးရေးနဲ့ဝိပယသိပ္ပံပုံမလင်းလို့ခေါ်ပေါ်တတ်မှတ်ခဲ့တာဖြစ်ပါတယ်။ယနေ့စိုက်ပျိုးရေးဒီပလိုမာရရှိသူ68ဦးဟာဤသိပ္ပံရဲ့ဒုတိယတတိယမြောက်ကျောင်းဆင်းအဖွဲ့ဖြစ်ပါတယ်။စိုက်ပျိုးရေးနဲ့ဝိပယသိပ္ပံပုံမလင်းကနေပြီးတော့ယခုချိန်ထိဒီနှစ်ထိဒီပလိုမာလက်မှတ်ရလေလတ်စစ်စိုက်ပျိုးရေးပညာရှင်ပေါင်း130ဦးဝေထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။စိုက်ပျိုးရေးနဲ့ဝိပယသိပ္ပံဟာတက်မွေးပညာသင်ကြားပေးတာဖြစ်တဲ့အတွက်လက်တွေ့ဘိုင်းကိုဦးစားပေးသင်ကြားပေးပါတယ်။
ဒီလိုသင်ကြားဖို့အတွက်လိုအပ်တဲ့သင်ထောက်ကူပစ္စည်းတွေအစစ်ပြီးအစစ်မြင့်တင်ခြင်းနဲ့ခေတ်နဲ့အညီတိုးတက်ပြောင်းလဲနေတဲ့စိုက်ပျိုးရေးဒီစနစ်များနဲ့အညီသင်ရိုးညွှန်းတမ်းပြင်ဆင်ရေးဆွဲခြင်းနဲ့ဒီပညာတိုးတက်စေရေးတို့ကိုနိုင်ငံတော်ရဲ့ထောက်ပံ့များနဲ့အမြဲတစေဆောင်ရွက်လျက်ရှိပါတယ်မြန်မာနိုင်ငံတစ်ဝန်းလုံးမှာစိုက်ပျိုးရေးနဲ့မွေးမြူရေးသိပ္ပံစုစုပေါင်း15ကျောင်းတည်ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်စိုက်ပျိုးရေးနဲ့မွေးမြူရေးသိပ္ပံဟုံးလင်းမှာဒုတိယနှစ်ဝက်ကနေစပြီးတော့အထူးပြုဘာသာရပ်တွေအနေနဲ့အတီးပြင်စိုက်ပျိုးခြင်းနောက်အင်းဒီကြီးရဲ့စိုက်ပျိုးထုတ်လုပ်ခြင်းနောက်ငါးမွေးမြူရေးစတဲ့ဘာသာရပ်တွေကိုအထူးပြုဘာသာရပ်တွေနဲ့တင်ကြားစိုက်ပျိုးထုတ်လုပ်မှုတွေမှာစတင်မြေပြင်ဒီကနေစပြီးတော့စားသုံးသူလည်းပဲရောက်ရှိပြီးမိမိတာဝန်ကြရာအစစ်တိုင်းစိုက်ပျိုးလုပ်ကိုင်ဆောင်ရွက်ရမှာလူနဲ့လူပါဝင်ခြင်းထိခိုက်မှုတွေကိုရှောင်ရှားပြီးတော့ရေရှိတည်တဲ့ခိုင်မြဲတဲ့စိုက်ပျိုးရေးဆိုင်ရာအလေးချိန်ကောင်းနေတဲ့လှုပ်ဆောင်ကြပါအမိစိုက်ပျိုးရေးနဲ့ဝိပဿနာသိပ္ပံကဂုဏ်ယူရတဲ့သားကောင်းသမီးပေါ်တွေဖြစ်အောင်ပြောဆိုနေထိုင်ကျင့်ကြံဆောင်ရွက်ကြပါလို့ပါချင်တယ်ဒီလိုချုပ်ပါကျောင်းကြီးခင်ဗျာကျောင်းကြီးမိဘုံကိုစတဲ့ပုံနဲ့၍ဤသိပ္ပံမတန်းဌာနတွင်ထိသိမ်းထားရှိရန်ပညာရေးဘွဲ့ကဆုံးဖြတ်ပြီးဖြစ်ကြောင်းစီရင်ခံရပါသည်စိုက်ပျိုးရေးဒီပလိုမာအဒမင်ချင်းတွေရောက်တဲ့ကြီးဒီကနေရိုက်လို့အန်ကုန်နေပါအောင်လို့တယောက်စီလဲကြားနေတယ်ဆက်ဆက်ပါလို့
Sono di
ညာတင်ကြားခဲ့ကြတဲ့မောင်လုံးမေတို့ရဲ့မင်္ဂလာယူကြရမယ့်ချိန်ခါနဲ့အတူတူကျောင်းသားမိဘများနဲ့အတူတူကျွန်တော်တို့ဌာနဆိုင်ရာပုဂ္ဂိုလ်ကြီးများ ညာရေးဘွဲကစိုက်ပျိုးရေးဒီပလိုမာအတွက်ကောင်းစွာအောင်မြင်ပေါင်းများတဲ့လူကြီးညာပြီးဖြစ်သောပုဂ္ဂိုလ်များရင်းစိုက်ပျိုးရေးဒီပလိုမာကိုခံယူစေတက်ခန်းဆိုပြပါမယ် သက်ဆိုင်ရာပုဂ္ဂိုလ်များစိုက်ပျိုးရေးဒီပလိုမာအသင်းကြောင်းသဘောတူပါ၏လို့သဘောတူပါပြီအဆိုပြုချက်အတိုင်းသက်ဆိုင်ရာပုဂ္ဂိုလ်များစိုက်ပျိုးရေးဒီပလိုမာအသင်းကြောင်းပြဋ္ဌာန်းသည် ကျောင်းကြီးရှင်ကျောင်းကြီးစိုက်ပျိုးရေးဒီပလိုမာအနှဲဝဲမယ်ကိုစက်တင်ပုံနဲ့၍ဤသိပ္ပံဤမှတ်တမ်းဌာနမှာထိန်းသိမ်းထားရန်ပညာရေးအဖွဲ့ကဆုံးဖြတ်ထားပြီးဖြစ်ကြောင်းဌာနပေါင်းမှုစီမံအားရင်းစိုက်ပျိုးဒီပလိုမာအနှဲဝဲတဲ့ပြည်သက်တို့ကြီးညာစီရန်အဆိုပြုပါသည် သဘောတူပါ၏လို့သဘောတူပါ၏အဆိုပြုချက်ကိုလက်ခံအတည်ပြုသည် ။
တောင်းကြီးများစိုက်ပျိုးရေးဒီပလိုမာအတွက်ကောင်းဆောင်အောင်မြင်ပေါင်းမြောက်ခဲ့ပြီဟုပညာရေးအဖွဲ့ကကြေညာပြီးဖြစ်သူများကိုကြောက်ကြီးထမောက်သို့ဆက်လက်ပို့ဆောင်ပါပြီတောင်းဟမလာ56မရမင်းကျေစင်၄ပါးလာပုံသူရည်တဲ့စိုက်ပျိုးရေးတက္ကသိုလ်ဝင်ခွင့်ဆောင်ရွက်ဖြစ်ဆိုရန်ရည်ချင်းပြည့်ပြီဟောမလာငါမခါဆိုင်ရှိ၅ပါးလာပုံသူဟောမလာ33မထေချေဝင်း၅ပါးလာပုံသူဟောမလာ46မတ်မေဖြိုးဝေ၅ပါးသာပုံသူဟောမလာ49မတ်မိုးမိုးကြီး၅ပါးသာပုံသူဟောမလာ28မောင်ဆန်းဝင်းမောင်၄ပါးသာပုံသူဟောမလာ91မလလမြင့်၄ပါးသာပုံသူဟောမလာ94မတ်သက်သက်ဦး၅ပါးသာပုံသူ
3 ဟောမလာ85 မောင်အောင်ထက်နိုင်၄ ဘာသာကိုရေထဲဆိုင်ပြည့်တက်ကတူဝင်ခွင့်ဆောင်ဝဲဖြည့်ဆိုရန်ရည်ချင်းပြည့်ပြီး